တစ်မှာဖုန်းတစ်လီနဲ့အောင်မြင်မှုတွေအစတရမကတိုးတက်ပါစေတဲ့ငယ်လေးလေအခုလိုမျိုးဆွတောင်းပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ဒါဆိုလို့ရှိရင် EF ဗီဒီယိုတိုင်းကိုကြည့်ရလို့ပြောရမယ်ပေါ့နော်ဟုတ်တယ်မလားအဲ့တော့ EF ဗီဒီယိုတိုင်းကိုကြည့်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ဤကကြတော့ online လောက်တာကကြတော့တခြားသူတွေထပ်ပို့ပြီးတော့မှခက်ခဲတယ်လို့ပြောရမယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ဤတို့ကကြတော့မြို့ပေါ်မှာမဟုတ်ဘူးရွာဘက်ကနေပြီးတော့မှခက်ခဲကြိုးစားရတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုလိုမျိုးအောင်မြင်မှုသေးသေးလေးရတယ်ဆိုလို့ရှိရင်တော့အတိုင်းမသိပျော်ရတယ်ပေါ့နော်ဤဆိုလို့ရှိရင်ဖုန်းသွားမွေခင်ရဆိုလို့ရှိရင်လေလက်တွေပါတုံပြီးတော့မှအရန်ကိုမှပဲမိုက်တယ်ပြီးတော့ကိုယ့်ရဲ့ကြိုးစားမှုကြောင့်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အရန်လဲပျော်တယ်အခုလိုမျိုးပေါ့နော်နေရာတစ်ခုရအောင်ကုညီပေးတာကကြတော့ဤရဲ့လီတာအညာသူလေးရှော့ပဲဖြစ်ပါတယ်စိတ်တက်ကြနေတဲ့အချိန်မှာဆိုလို့ရှိရင်လည်းအမြဲခွန်အားပေးရဲဒီလိုမျိုးအောင်မြင်မှုတစ်ခုရပြီဆိုလို့ရှိရင်လည်းအမြဲကျင့်နဲ့ပီတီဖြစ်ပေးရဲပေါ့နော်အဲ့အတွက်ကြောင့်မလို့အများကြီးကျေးဇူးတင်ပါတယ်ဒီထက်မကလည်းပို့ပြီးတော့မှကြိုးစားသွားပါအောင်မယ်ရှင်ဤကကြတော့ online မှာဆိုလို့ရှိရင်ဒီ product လေးပစ္စည်း2မျိုးကိုရောင်းပါတယ်ဒီပစ္စည်းလေး2မျိုးကကြတော့လေဗီဒီယိုတိုင်းကြည့်နေတဲ့သူဆိုလို့ရှိရင်တော့သိလိမ့်မယ်ပေါ့နော်ဒါမဲ့ထပ်ပြီးတော့မှပြပြပေးပါမယ်ဤကကြတော့ဒီရဲ့မင်းကိုတီမြင့်တဲ့တစ်လေးရဲ့ဂျူလီတာပြူဆက်ပြားလေးရဲ့2မျိုးလုံးကိုရောင်းပါတယ်အဲ့တော့အားပေးခြင်းတဲ့သူရေဆိုလို့ရှိရင်အားပေးလို့ရပါတယ်ရှင်အဲ့တော့အဲ့ဒါကြီးလာပြောပေးရပါဒီရဲ့ပစ္စည်း2မျိုးလေးကိုရောင်းပြီးတော့မှဒီထက်မကအောင်မြင်မှုတွေအများကြီးလေးယူရပါမယ်လို့လည်းဂရုပေးပါတယ်ရှင်အဲ့တော့ဗီဒီယိုလေး reply ပြန်ပေးလိုက်ပြီနော်တတာ